တဲလေးတို့ရေဒါလေးကတော့မမေရဲ့ customer order လေးကိုမမေထုတ်ပေးမှဖြစ်ပါတယ်ဒီရက်မှာဆိုရင်မမေ customer လေးကမမေကိုပေါ့နော်3000ပို့အစုံ order လေးမှာထားတယ်ပြီးတော့သူကြိုက်တဲ့ clip လေးတွေ topping လေးတွေရေးပြီးတော့1000မို့လေးရထပ်လုပ်ခိုင်းတယ်ပေါ့နော်အဲ့ဒါအပြင်မှာသူက topping တီးတန်1000မို့ထပ်လုပ်ခိုင်းပါတယ်အဲ့တော့စုပေါင်းဒီ order လေးကတော့9000ပို့ထုတ်ကလေးဖြစ်ပါတယ်ရှင်မမေစီမှာဆိုလို့ရှိရင်အသစ်ဝင်ထားတဲ့ topping အသစ်ဆက်ကလေးတွေပြီးရင် clip အသစ်ဆက်လေးတွေဒါမျိုးလေးတွေပေါ့နော်ဝယ်ရရှိနိုင်ပါတယ်ဒီကလစ်လေးတွေပြီးရင် topping လေးအဆိုလည်းမြင် quality ကိုတိတိကျကျအကောင်းဆုံးပေါ့နော်ရွေးချယ်ပြီးတော့ရောင်းချပေးရဖြစ်ပါတယ်မမေစီမှာဒီလိုမျိုးအခုမှစလုပ်ချင်တဲ့ customer လေးတွေအတွက်ဆိုရင်လည်းအခုလိုကလစ်ဆက်ကလေးတွေကိုမမေက2000မို့ကနေစပြီးတော့ရောင်းချပေးပါတယ်ရှင်အားလုံးကိုအဆက်ဆက်ရအဆင်ပြေအောင်လုပ်ပေးပါတယ်နော်